တမိုင်းတစ်ကိုရေးထိုးခဲ့တဲ့ညတဲ့ညညီမကုံဆောင်ကျော်ရှုဗန်တယောက် FIF ပွဲကိုလူယူဖို့ခဲတဲ့ထဲကိုတက်လန်းလာပါပြီးသူ့ရဲ့တိုင်ဘက်ကတော့ဝိုင်းဖိုက်တာခွဲခွဲခွင့်ပါပွဲစားလာတဲ့ကျော်ရှုဗန်ကသူ့ရဲ့ထုံးစံအတိုင်းပဲဖိအားပေးတိုက်စစ်ဆင်လာပါတယ်ခွင်းကလည်းအတွေ့အကြုံရှိတဲ့အတိုင်းကျော်ရှုရဲ့ထိုးချက်တွေကိုရှောင်တိန်ရင်တံပြန်တိုက်စစ်တွေနဲ့ပြန်လဲတုံ့ပြန်နေတဲ့အကြောင်းပွဲကတကယ်ကိုအကျိတ်နေပါပဲဒါပေမဲ့ကျော်ရှုဗန်ရဲ့စပိန်နဲ့တိကျတဲ့လက်တိချက်တွေကခွင်းကိုတဖြည်းဖြည်းအကျက်ရိုက်လာစေပါတယ်အထူးသဖြင့်ဘာဒီရှော့တွေနဲ့ခြေထောက်ပိုင်းတိုက်စစ်တွေကပွဲကိုဂျော့ရှော့ဘက်ပါလာအောင်ဖန်တီးပေးခဲ့တာပါဒုတိယချိန်မှာတော့ဂျော့ရှော့ဗန်ရဲ့နီးစနစ်ပိုင်းကအရာထင်လာပါတယ်ခွင်းရဲ့အမားကိုအမိရဖမ်းပြီးကြောပိုးလိုက်တဲ့အနေထားကနေ Ronick Choke နဲ့အပိုင်ချုပ်လိုက်တဲ့အချိန်မှာတော့ခွင်းတယောက်လက်ပုတ်ပြီးအရှုံးပေးလိုက်ရပါတော့တယ်UFC Flyweight Champion ဖြစ်လာမဲ့တစ်ချိန်က Fury FC Champion ကပတ်ကိုရရှိခဲ့တဲ့ဒီပွဲဟာလာမဲ့ UFC 328မှာထိုးတက်ရမယ့်တက်ဆူရိုတန်ရာကိုမြင်စေချင်မိတယ်ဒီနိုင်ပွဲနဲ့အတူ Joshua Van ဟာ Fury Flyweight Champion အသစ်ဆက်ဖြစ်လာခဲ့ပါတယ်ဒါဟာသူ့အတွက် UFC ကိုတက်လှမ်းဖို့လမ်းဖွင့်ပေးလိုက်တဲ့အကြီးမားဆုံးအောင်ပွဲတစ်ခုပါပဲမြမသားကောင် Joshua Van ရဲ့အောင်မြင်မှုတွေကြောင့်နောက်ထပ်သိချင်ရင်တော့ follow လုပ်ထားဖို့မမေ့နဲ့အောင်တော့ထိုပွဲအပြီးမှာကျွန်တော်တို့ရဲ့မြမကုံဆောင်ဘန်းကိုဥက္ကဋ္ဌကြီးတင်တာဝိုက်က UFC မှာခေါ်ယူစာချုပ်ချုပ်လိုက်တဲ့အထိဆန်းဆောင်နိုင်ခဲ့တာပါ